နိုင်ရင်လေအရင်လိုမစိမ့်နဲ့လို့ပြောပြရစီလားမိငယ်မမက်ပူတဲ့အိမ်မက်အခါတရားမကမက်စင်မရေရာနိုင်သေးတဲ့ဘဝမှာမလွန်ဆန်နိုင်ရင်တော့သင်္ခါရတရားပေါ်ပြုံးပြပါလားမိငယ်မနောင်သေးတဲ့တေးကြောင့်ငိုမနေနဲ့မိငယ်မပြန်ခင်မှသွားခဲ့ပြရစေအဖြစ်အောင်ရဲ့လမ်းပြီးတနေရာကိုသွားကြရင်ပြုံးမှမရခဲ့တဲ့မောင်လိုလူသားတယောက်ဟာချစ်ခဲ့တဲ့မင်းတယောက်ကာယာရှင်မြူဖို့ရာစွတ်တောင်းခဲ့ဘူးတဲ့ဒီအမောင်ငိုတန်တွေကြားမှာအနေခံလူတွေကိုကျင်ဖို့မလုပ်ရဲ့လို့ထွက်ပြေးတာလားမိငယ်မင်းမစင်စားခဲ့တဲ့အရာတွေရဲ့အရေးဟာထောင်စင်မောင်မဲခဲ့တယ်နမောမလင်းသေးတဲ့ဒီကဘာဒီ